Hello အညာစာကြိုက်တဲ့အသေးလေးတွေအတွက်ဖြူကနေပြီးတော့အညာစာလေးတွေကိုဖြန့်ကြည့်ပေးဖို့အတွက်အညာစာတွေကတော့ရောက်ရှိလာပါပြီအသေးတို့ကအညာစာတွေကြိုက်တယ်ဖြူတို့တွေကစာလဲစေးလဲအစာဆိုသလိုပေါ့နော်အညာစာလေးလည်းစိုင်းနေကိုယ့်ရဲ့ကျန်းမာရေးအတွက်ပို့ပြီးတော့တင့်တော်မဲ့အစားအစာလေးကိုရွေးထုတ်ပြီးတော့ဖြူကရောင်းပေးမယ်ပေါ့နော်အခုဖြူစီမှာရောက်ထားတဲ့အဲမှာဆိုလို့ရှိရင်တော့ဖြူတို့ကျမ်းမာရေးနဲ့ညီညွတ်တဲ့လန်ရှင်းလက်ဆက်ပြီးတော့တကယ်ကိုစားကောင်းမယ်အရသာကောင်းမယ်ဈေးနှုန်းလေးတွေလည်းချိုမဲ့ပစ္စည်းလေးဖြူရွေးချယ်ပြီးတော့ရောင်းပေးပါမယ်အခုဖြူစီမှာရောက်ထားဆိုလို့ရှိရင်တော့အခုပဲစင်းငုံလော်ဒီပဲစင်းငုံလော်ကကျမ်းမာရေးအတွက်အများကြီးထောက်ကူဖြစ်တယ်ဖြူပြီးွားရင်လည်းပဲစင်းငုံလော်နဲ့ပတ်သက်တဲ့ကျမ်းမာရေးထောက်ကူပြုဟာလေးလည်းပြောပေးမယ်ပဲစင်းငုံလော်မှာဘူးနဲ့ရောက်တယ်ပြီးွားရင်ဖြူစီမှာဒီလိုဇီးချိုငံဇီးကိုမှသူကနေစားပုတ်လဲပါမယ်စီဝမ်းသွေးလေးကောင်းအောင်ပေါ့နော်ဇီးချုံငံလေးကိုဖြူရောင်းပေးမယ်ဇီးချုံငံအောင်မှတဲတို့ဒီလိုဘူးလေးနဲ့လာမယ်ပြီးရင်ဒီလိုအထောက်ကလေးနဲ့လည်းလာမယ်เนาะပြီးွားလို့ရှိရင်ဒီလိုအထောက်သေးလေးနဲ့လည်းလာမယ်ဒါကတော့ဖြူစီရန်လေးလက်လီလက်ကဝယ်ပြီးတော့အားပေးခြင်းတဲ့အသေးတွေအတွက်အဆင်ပြေအောင်ဖြူတို့ပတ်ကေးချင်းလေးတွေပေါ့နော်ပုံစံမတူတာလေးထုတ်ပေးထားတယ်ပြီးွားရင်ဖြူတို့စီမှာပုံရည်ကြီးဒါကအစိမ့်လုံးဝဖြူတို့ဒီကိုရန်ကုန်မရောက်ခင်မှာလုံးဝပကုတ်ကွာနေမှာတေးချကြိုချက်ပြီးတော့ fresh ဖြစ်တဲ့ပုံရည်ကြီးပဲဖြူရောင်းပေးမယ်လုံးဝဓာတုပေတာစေးလုံးဝမပါဘူးဒီမှာဆိုလို့ရှင်လဲသူကပဲပြီးစက်နဲ့လောက်ထားတဲ့အတွက်သူ့ရဲ့ကောင်းကျိုးတွေအများကြီးပါတယ်ဘယ်လိုချက်စားရမယ်ဆိုတဲ့ဟာလေးလည်းဖြူနောက်နေ့ကြာလို့ရှင်ရှင်းပြပေးမယ်ပေါ့နော်ပုံရည်ကြီးမှာဆိုလို့ရှင်တဲတို့ဒီလိုဘူးနဲ့လဲရမယ်နိုင်ငံသားတည်သွားခြင်းနဲ့သူပဲဖြစ်လက်ဆောင်ပေးခြင်းနဲ့သူပဲဖြစ်ပေါ့နော်ဒီလိုအထုပ်ကြီးလေးနဲ့လာမယ်ပြီးွားလို့ရှင်ဖြူတို့ဒီလိုအထုပ်သေးငါတို့ပါပကေးချင်းလေးနဲ့လဲလာမယ်ပေါ့နော်ဒါမျိုးလေးရပါမယ်ပြီးွားလို့ရှင်ဖြူတို့စီမှာမကြီးသည့်အနှစ်မကြီးသည့်ကိုတဲရရဲ့ဟင်းချက်တဲ့ခါကြလို့ရှိမယ်ဖြစ်ဖြော်တောက်တာပဲဖြစ်အသင့်သုံးလို့ရအောင်မကြီးသည့်အနှစ်တီးသက်ဒါမျိုးလေးလည်းရမယ်ဒါကဖြူတို့ဖျားတွေကြီးအိုးတွေရောင်းတော့ဖွင့်တဲ့ခါကျရင်လည်းသုံးလို့ရတယ်မကြီးသည့်အစ်စ်လုံးဝသူ့ထဲမှာစားနဲ့ရေပဲပါမယ်နော်အဲ့လို quality ကောင်းတဲ့ပစ္စည်းလေးတွေကိုဖြူကစတင်ရောင်းချပြီးတော့မှဖြစ်တဲ့အတွက်ကိုယ့်တဲလေးတွေကအားပေးပေးပါအောင်လို့ဖြူကဒီညနေပြောချင်ပါတယ်နောက်နေ့မှာလည်းဒီလိုပစ္စည်းလေးနဲ့ပတ်သက်တဲ့ဟာလေးတွေရဲ့ကောင်းကျိုးလေးတွေကိုလည်းဖြူတစ်ချက်ချင်းစီရှင်းပြပေးပါမယ်ပေါ့နော်ဒီအညာစာလေးကိုဖြူစားလုပ်ပြီးဆိုတဲ့အတွက်ကိုယ့်ရဲ့အချစ်လေးတွေကအားပေးပေးပါအောင်လို့ဖြူကဒီကနေပြီးတော့လာပြီးတော့အသိပေး